ခုပဲမမတဲ့အပြင်ကနေအိမ်ပြန်ရောက်တယ်ပေါ့နော် surprise လုပ်ပေးမယ်မလာချေလာအောင်တမီဒီစပွဲခုံတော့မဲ့အဝတ်ယူခဲ့ဟုတ်ကဲ့လာတယ်မမစပွဲခုံတော့ထားလားတမီစပွဲကောင်ကတောက်ထားခုနကမောင်လေးကပြန် ဒီမှာလာတော့ဒီပါနေလာတော့ဒီချာတော့ဒီချာဒီမှာပါနေဒီချာကြည့်ပြီးတော့ဒီချာတော့အဲ့မှာတွေ့လာခဲ့ပါလေပါလေလက်ကလေးလားအဲ့တပီတော့အဲ့တပီတော့ဟိုတနေ့ကဒီမှာနာအပေါ်ဖောက်ပေးလိုက်တာလေအဲ့တပီတော့ဒီမှာလက်ကတုံးဖတ်ဒါနှာခေါင်းမှာတက်ဖို့ဒါနားမှာတက်ဖို့ဘယ်လိုလဲပြောဒီပြတယ်ဆိုတော့ဘယ်လိုလဲပေါ့ အရင်ပြောတယ်လို့ကြည့်စီလေးတင်နေရလေးချစ်ဝယ်ပြီးလို့တော့မဟုတ်ပါစပိုးလေးကချစ်ပြီးသားဆိုတော့ပြောတယ်လို့ပါပြောတယ်အန်တီကနားလေးအများကြီးဖောက်တာဒီနေ့ငါဒီမှာဖောက်ပေးတာဒီမှာနားအနာဖြစ်တယ်ဆိုအဲ့မှာရွှေဝယ်ခဲ့ပြီးရနော်အဲ့မှာနှာခေါင်းတက်မဲ့ရွှေပါဝယ်ခဲ့ပြီးရလိမ့်ပါမလားသူ surprise ဖြစ်သွားပြီသူအတွက်ဟိုတနေ့ကမမတေးရလေသူ့ကိုယ်တိုင်မမတေးကိုယ်တိုင်နားဖောက်ပြီးလိုက်တာပေါ့နော်အဲ့ဒါဒီမှာနားတန်ငကက်ပဲတက်ထားနားအနာဖြစ်လို့တဲ့ဒီလားသူပြောနေ2ရက်3ရက်ရှိမမတေးလည်းမအားတော့အဖြစ်သွားမအောင်နေလည်းမကောင်းအခုတို့ဒီမှာဒါလုပ်ပြလိုက်တာအဲ့ပေါချပေးမယ်နော်ဟုတ်ရီးစားနောက်လိုက်လို့ရှိရင်ဒါအရင်ကြီးရတယ်ဘယ်ကြီးစားနောက်မလဲအမေရှာချူလို့မွေးဆွဲကြွားဘယ်သူဝယ်ပေးတာလဲတဲ့ဆွဲကြွားမမတဲဝယ်ပေးတာငကက်တွေကဒီအများကြီးဘယ်သူဝယ်ပေးတာလဲမမတဲပဲဝယ်ပေးတာလက်ပတ်လက်ပတ်လည်းမဝယ်ပေးတာဟုတ်လားအေးပေးရ